မိမသမီးကြည့်ဝဲသည်တဲ့လို့ဟောလူတိုင်းကြည့်၍ဘုရားပွန်ပြတော်မူသောသံဃာတော်တွင်မြတ်ဝေါဘုရားသံဃာယနာပြသုံးပါးတော်အားလောရုံမိုး၍ဒီကိုပူဇော်ပုံပြောမှန်လျော့တ
မျိုးသားဖြစ်သောသိုးဝေသံတို့သမီးဖြစ်သောလက်ခင်ပန်းတို့၏မင်္ဂလာပွဲတော်၌ဘုရားဖြစ်တော်မူသောသံဃာတော်များအားသုံးကဲဝယ်ဘောခြင်းချိုးခြင်းရတာသရှိသောလူဝယ်လူသူအစွတ်စွတ်တို့ကိုဆက်ကလူနာရသောဒါနကုသိုလ်ကတတိတော်တို့သည်မဟာအတ္တိကတညနိဗ္ဗာန်သို့လင်းဉာဏ်တော်ရောက်ရပါစေသာမိဘဘိုးဘွားဆရာသမားဆွေမျိုးပြာကတို့အားအစထား၍30ပုံနဲ့ဒီလေတက်သာဝါလာကြကုန်သောသတ္တဝါအပေါင်းတို့အားအရှင်မြတ်တတိတော်တို့သည်ယနေ့ယေဟုပြုစုသမျှသောကုသိုလ်ကောင်းမှုကံရှင်ပေါင်းတို့အမြတ်ရေတော်ရပါကုန်တော်သာဓုသာဓုသာဓုအမြတ်ရေတော်ရပါကုန်တော်သာဓုသာဓုသာဓုအမြတ်အလုံးယူတော်
Wow,